ဒီကောင်မလေးကလူတွေဘယ်တော့တင်မလဲဆိုတာကိုကြုံမြင်နိုင်တဲ့သူပါ။တနေ့မှာတော့သူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်မျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရတယ်။ဒါဟာအဲ့ဒီမျိုးသမီး10မိနစ်အတွင်းတည်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ဒါကြောင့်ကောင်မလေးကအဲ့ဒီမျိုးသမီးမှာယောဂတစ်ခုခုရှိလားလို့သွားမေးခဲ့တယ်။ဒါကိုကြားတော့အမေဖြစ်သူကသမီးကိုစကားဖြတ်ခိုင်းပြီးအဲ့ဒီမျိုးသမီးကိုတောင်းပန်ကသမီးကိုလည်းဒီလိုမမေးဖို့ဆုံးမလိုက်တယ်။ဒါပေမဲ့အဲ့ဒီမျိုးသမီးစကားပြောလို့ပြီးတာနဲ့ချက်ချင်းပဲအေယာမပန်းအိုးကြီးတစ်လုံးခေါင်းပေါ်ပြီးကြပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူမနဲ့သမီးဖြစ်သူလေရင်ပေါ်ရောက်နေတဲ့အချိန်လေရင်ပေါ်ကခီးသည်တွေနဲ့ဝန်ထမ်းတွေအကုန်လုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီကဏ္ဍတွေကိုစက်တိုက်မြင်လာရပြန်တယ်။ဒါကိုမြင်တော့လေရင်ပေါ်ကလူတိုင်းတေတော့မယ်ဆိုတာကိုကောင်မလေးသဘောပေါက်သွားခဲ့တယ်။အမေဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါလူတွေအကုန်လုံးကိုလေရင်ပေါ်ကဆင်းဖို့ပြောပေမဲ့ဘသူကမှသူမကိုမယုံကြပါဘူး။လေရင်မှုကလည်းနှောက်ယှက်မှုဖြစ်အောင်လုပ်တယ်ဆိုပြီးသူတို့သားအမိကိုလေရင်ပေါ်ကနေမောင်းထုတ်ဖို့လုပ်တော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနားမှာထိုင်နေတဲ့ကုမ္ပဏီကြီးကဒါကိုသတိထားမိသွားပြီးသူလည်းပဲလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မှုကိုပြောလိုက်တယ်။ဒါကိုမြင်တော့လူတိုင်းကစီယိုကြီးကိုဝိုင်းပြီးလှောင်ပြောင်ကြပေမဲ့စီယိုကြီးကသူတို့ကိုလစ်လျူရှုပြီးသားမိနှစ်ယောက်နဲ့အတူလေရင်ပေါ်ကဆင်းခဲ့ပါတယ်။ဒါပေမဲ့လေရင်ပြန်တက်သွားပြီးမကြခင်မှာပဲတခုခုချိုးရင်းချက်ဖြစ်ပြီးပြက်ကျသွားကလေရင်ပေါ်ကလူတွေအကုန်တေဆုံးသွားခဲ့ရတယ်။ဒါကိုတိလိုက်ရတဲ့အခါမှာတော့စီယိုကြီးလည်းလုံးဝစွန့်မြင်တက်သွားပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်